ဒေတာကိုယ်တော်ပူကြပါသောသူ့မင်္ဂလာရာမကျောင်းတိုက်တော်ကြီးတွေယနေ့ညမှစတင်ပြီးတော့ယမိုက်ပဒံနယ်လဲနီးပြဗဒ္ဒန္တနန္ဒသရိယဆရာတော်ဘုရားကြီးရဲ့အခြေခံဓမ္မသင်္ဍအခြေခံဓမ္မသဘင်တရားပွဲအစီအစဉ်များကိုကျွန်တော်ဗျာယနေ့ည9 နာရီအချိန်ကစတင်ပြီးတော့9 နာရီအထိပေါ့ခင်ဗျာတရားရည်အမြိုက်သေးများကိုတိုက်ကျွေး၍ဟောဖို့ညွန်ပြဆိုဆုံးမှာဖြစ်ပါတယ်ခင်ဗျာ9 နာရီနဲ့နောက်ပတ်ကြခြေပဲကြွရောက်တရားတော်များနိုင်တော်မူနိုင်ကြပါရာအကျိုးတော်ဗျာလေးပြတော်စိတ်ဓာတ်နဲ့တို့တော်ဖိမှတကားပြုပါတယ်ဟောဖို့ညွန်ပြဆိုဆုံးမှာမဲ့ကျွန်တော်တို့လေဝေးနေကြတော်ဟောခင်ဗျာဒီပုံလေးကျောင်းတိုက်ကြီးရဲ့ပရဏနာကဆရာတော်ဘုရားကြီးဖြစ်တဲ့ယမိုက်ပဒံနယ်နဲ့နေပြဖြစ်တော်မူသောအရှင်နန္ဒာသိရဆရာတော်ဘုရားကြီးရတယ်ပဲကျွန်တော်တို့အားလုံးတော်တရားကြီးသိတော်ကြီးအမှုမှာသိတော်ကြဘောတော်ဖြစ်တယ်ဒီတော်တော်သိတော်သိတော်လို့လည်းဘိုးဝင်မြို့နယ်ကျွန်တော်တို့ခရောင်တော်ကြီးပါအုပ်စုခရောင်တော်ကြီးပါဒေတာကိုယ်တော်ပူကြပါသောသူ့မင်္ဂလာရာမကျောင်းတိုက်တော်ကြီးတွေယနေ့ညမှစတင်ပြီးတော့ယမိုက်ပဒံနယ်လဲနီးပြဗဒ္ဒန္တနန္ဒသရိယဆရာတော်ဘုရားကြီးရဲ့အခြေခံဓမ္မသင်္ဍအခြေခံဓမ္မသဘင်တရားပွဲအစီအစဉ်များကိုကျွန်တော်ဗျာယနေ့ည9 နာရီအချိန်ကစတင်ပြီးတော့9 နာရီအထိပေါ့ခင်ဗျာတရားရည်အမြိုက်သေးများကိုတိုက်ကျွေး၍ဟောဖို့ညွန်ပြဆိုဆုံးမှာဖြစ်ပါတယ်ခင်ဗျာတရားဟောကြွလာယတရားချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိအင်းစင်ဝေရေလို့သာလေสุปุญญาตาสุขุกามุนีสุขโยสุขิมิตันดานัยสุสองมีခြင်းသည်ကုသိုလ်တွေကိုမိမိတို့ရဲ့ရင်ထဲမှာစုဆောင်းလိုက်မယ်ဆိုလို့ရှိရင်သုတ်တုခောသုတ်ချမ်းသာဒုက္ခရာခြင်းဤသုတ်အကြောင်းဧကအစစ်အမှန်ပဲချမ်းသာဒုက္ခကိုလိုချင်တဲ့သူတွေဟာအကြောင်းတရားကုသိုလ်တွေစုဆောင်းကြပါတဲ့ယူသီလာတန်ခါအစစ်မှန်ကြီးရှိတယ်တန်ခါအစစ်မှန်တယ်နော်နောက်တန်ခါရဲ့အတိတ်ပဲသွတ်ပြန်စွာဘုရားကြီးအတန်ကျကျလေး